ဂရိဒန်နာကြီးလို့ပြောလိုက်တာနဲ့ဇူးစ်တို့ပိုဆိုက်ဒန်တို့ကိုပဲပြင်းမြင်မိကြပါပါဒါပေမဲ့သူတို့ကဘယ်ကနေစတာလဲသူတို့မတိုင်ခင်ဘယ်သူတွေရှိခဲ့လဲတပားနဲ့တပားဘယ်လိုတွေတက်ဖြတ်ခဲ့ကြသလဲရှေးဟောင်းဂရိလူမျိုးတွေယုံကြည်ခဲ့တဲ့ကဘာဦးအစဖန်ဆင်းရှင်တွေကနေအိုလံပတ်စ်တောင်ပေါ်ကနတ်ပြားတွေထိစိတ်ဝင်စားစရာဒဏ္ဍာရီပေါင်းစုံကိုကျမနဲ့အတူလေ့လာဖို့အခုပဲ channel လေးကို subscribe လုပ်ထားလိုက်ပါနော်ဂရိဒဏ္ဍာရီရဲ့ကဘာဦးအစဖန်ဆင်းခြင်းဇာတ်လမ်းအရကဘာမြေကြီးစတင်မဖြစ်ပေါ်ခင်မှာ chaos လို့ခေါ်တဲ့အမှောင်တုနဲ့ဗလာဟင်းလင်းပြင်ကြီးပဲရှိခဲ့ပါတယ်ဒဏ္ဍာရီတွေထဲမှာအထင်ရှားဆုံးဖြစ်တဲ့ PCO ရဲ့သီယိုဂိုနီကျမ်းရအစပထမမှာဘာမှမရှိတဲ့ဟင်းလင်းပြင်ကြီး chaos ကနေမြေကဘာနှစ်ဖျားမှဂိုင်ယာဟာအလိုလျောက်ပေါ်ထွက်လာခဲ့ပါတယ်ဂိုင်ယာဟာသူမကိုလွှမ်းခြုံထားနိုင်မှုနဲ့နတ်ဖျားတွေနေထိုင်ရာအဖြစ် Uranus ခေါ်တဲ့ကောင်းကင်ယံကိုလည်းဖန်တီးခဲ့ပါတယ်ဆိုလိုတာက Uranus ဟာဂိုင်ယာရဲ့သားလည်းဖြစ်တယ်လို့နောက်ပိုင်းမှာတော့သူမရဲ့ခင်မွန်းလည်းဖြစ်လာခဲ့တယ်လို့ဆိုပါတယ်ဒါကတော့ဂရိဒဏ္ဍာရီရဲ့ထူးဆန်းတဲ့အစပြုခြင်းပေါ့ရှင်ဒါပြင်ဂိုင်ယာဟာတခြားသောကဘာဦးအရာတွေဖြစ်တဲ့တောင်တန်းကြီးတွေပင်လယ်သမုဒ္ဒရာကြီးတွေကိုလည်းအဖော်မပါဘဲဖန်တီးခဲ့ပါသေးတယ်ကောင်းကင်နတ်ဖျား Uranus နဲ့မြေကဘာနတ်ဖျားမှဂိုင်ယာတို့ပေါင်းဖက်ရာကနေတိုက်တန်နတ်ဖျား12ပါးမွေးဖွားခဲ့တယ်အငယ်ဆုံးသားကတော့ Cronus ဖြစ်ပါတယ်ဒါပြင်မျက်လုံးတစ်လုံးနဲ့ရှိတဲ့ဘလူးကြီး3ဦးနဲ့လက်တရာရှိတဲ့ဘလူးကြီး3ဦးတို့ကိုလည်းမွေးဖွားခဲ့ပါသေးတယ်Uranus ဟာဒီဘလူးကြီးတွေကိုကြောက်ရွံ့တာကြောင့်ငရဲပြည်ရဲ့အနက်ရှိုင်းဆုံးတာတာရက်စ်ငရဲမှာချုပ်နှောင်ထားခဲ့ပါတယ်ဂိုင်ယာဟာသူမရဲ့သားတွေကိုနှိပ်စက်တဲ့ Uranus ကိုမကျေနပ်တာကြောင့်အငယ်ဆုံးသား Cronus ကိုတစင်တစ်ခုပေးပြီးဖခင်ဖြစ်သူကိုလှုပ်ကြံခိုင်းခဲ့ပါတယ်။ Cronus ဟာဖခင်ကိုအောင်မြင်စွာဖြုတ်ချပြီးနောက်မှာတော့တိုက်တန်တွေရဲ့ဘုရင်ဖြစ်လာခဲ့တယ်။ဒါပေမဲ့သူဟာလည်းဖခင်တူသားဖြစ်တာကြောင့်ချုပ်နှောင်ခံထားရတဲ့သူ့ရဲ့ဘလူးညီအကိုတွေကိုပြန်လွှတ်မပေးခဲ့ပါဘူး။ဒါကြောင့်ဂိုင်ယာကမင်းဟာလည်းတနေ့မှမင်းရဲ့သားသမီးလက်ချက်နဲ့ကြာရှုံးလိုက်မယ်လို့ကြိမ်ဆိုခဲ့ပါတယ်။အဲဒီနောက်မှာတော့ Cronus ဟာသူ့ရဲ့အမဖြစ်သူရီယာနဲ့အိမ်အောင်ကြခဲ့ပါတယ်။ Cronus ဟာသူ့မိခင်ရဲ့နမိတ်စကားကိုကြောက်တာကြောင့်ရီယာမွေးဖွားသမျှကလေးတွေကိုတယောက်ပြီးတယောက်အရှင်လက်လက်ကိုပဲဝါးမျိုးပစ်ခဲ့တယ်။အဲဒီလိုဝါးမျိုးခံရတဲ့နတ်ဖျားတွေကတော့ Hesperia, Demeter, Hera, Hades နဲ့ Poseidon တို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ရီယာဟာ6ယောက်မြောက်သား Zeus ကိုမွေးတဲ့ခါမှာတော့သူ့ရဲ့သားကိုကယ်တင်ဖို့ဆုံးဖြတ်ခဲ့လိုက်တယ်။ Zeus ကိုခရစ်ကျွန်းမှာရှိတဲ့ကိုတစ်ခုထဲမှာလှုပ်ဝက်ထားပြီး Cronus ကိုတော့ကလေးအစားကြောက်တုံးကိုအနှိထုတ်ပြီးကျွေးလိုက်ပါတယ်။ Cronus ကဒါကိုမသိဘဲဝါးမျိုးမိလိုက်တယ်။ Zeus ဟာခရစ်ကျွန်းမှာနတ်နယ်ဝင်တွေရဲ့စောင့်ရှောက်မှုနဲ့ကြီးပြင်းလာခဲ့ပြီးအရွယ်ရောက်လာတဲ့အခါမှာတော့ဖခင် Cronus ကိုတော်လှန်ဖို့ပြန်လာခဲ့ပါတယ်။သူဟာCronus ကိုစိတ်ခတ်ပြီးသူ့ရဲ့နောင်တော်အမတော်နတ်ပြား၅ပါးကိုပိုက်ထဲကနေပြန်အန်ထုတ်စေခဲ့ပါတယ်။အန်ထုတ်လိုက်တဲ့နတ်ပြားတွေဟာအရွယ်ရောက်ပြီးသားအနေထားနဲ့ထွက်လာခဲ့ကြတယ်။ Zeus ဦးဆောင်တဲ့နတ်ပြားသစ်တွေနဲ့ Cronus ဦးဆောင်တဲ့တိုက်တန်တွေဟာတိုက်တန်နိုမာကီလို့ခေါ်တဲ့စစ်ပွဲကြီး10နှစ်တိုင်ဖြစ်ပွားခဲ့ပါတယ်။ Zeus ဟာငရဲမှာပိတ်လောင်ခံထားရတဲ့ Cyclops ဘလူးတွေကိုလွှတ်ပေးပြီးစစ်ကူတောင်းခဲ့တယ်။ဘလူးတွေကကျေးဇူးတုံ့ပြန်တဲ့အနေနဲ့နတ်ဖျားသုံးပါးအတွက်အစွမ်းထက်လက်နက်တွေလုပ်ပေးခဲ့ပါတယ်။ Zeus အတွက်မိုးကြိုးလက်နက် Poseidon အတွက်3ခွလက် Hades အတွက်ကိုပြောက်ခေါင်းမောင်းတွေကိုပြုတ်လုပ်ပေးခဲ့တာပါ။ဒီလက်နက်တွေနဲ့တိုက်တန်တွေကိုအနိုင်ယူခဲ့ပြီးရှုံးနိမ့်သွားတဲ့ Cronus အပါအဝင် Zeus ကိုတော်လန်တိုက်ခိုက်ခဲ့တဲ့တိုက်တန်နတ်ဖျားတွေကိုတော့တာတာရက်စ်ငရဲရဲ့အနက်ရှိုင်းဆုံးနေရာမှာတန်ချေချင်းတွေနဲ့ပိတ်လောင်လိုက်ပါတယ်။သူတို့တစ်သက်လုံးပြန်မထွက်နိုင်အောင်ပိုဆိုက်ဒန်ကကျေးဝါတကားကြီးတွေနဲ့ပိတ်ပစ်ခဲ့ပါတယ်။ Zeus ဟာသူ့ကိုလက်နက်တွေပေးပြီးကူညီခဲ့တဲ့ဘလူးကြီးတွေကိုတော့ငရဲကနေအပီးပိုင်လွတ်ငင်းခွင့်ပေးခဲ့တယ်။မျက်လုံးတစ်လုံးနဲ့ရှိတဲ့ဘလူးတွေကိုတော့ Olympus တောင်မှာ Zeus အတွက်မိုးကြိုးသွားတွေကိုဆက်လက်သွန်းလုပ်ပေးသူတွေဖြစ်လာခဲ့ပါတယ်။လက်တရာရှိတဲ့ဘလူးတွေကိုတော့သူတို့ရဲ့ခွန်အားကြီးမှုကိုသုံးချပြီးငရဲမှာပိတ်လောင်ခံထားရတဲ့တိုက်တန်တွေပြန်လည်ထွက်မလာနိုင်အောင်ငရဲကိစ္စအဖြစ်တာဝန်ယူပေးခဲ့ပါတယ်။စစ်ပွဲတွေပြီးဆုံးပြီးတိုက်တန်တွေကိုအနိုင်ရပြီးတဲ့အခါမှာတော့ညီကိုသုံးပါးဟာ
လောကကြီးကိုအုပ်ချုပ်ဖို့မဲနှိုက်ပြီးခွဲဝေယူခဲ့ကြတယ်။ဇုစ်ကတော့ကောင်းကင်ယံကိုရရှိပြီးနတ်ဖျားအားလုံးရဲ့ဘုရင်ဖြစ်လာခဲ့ပါတယ်။ပိုစိုက်ဒန်ကတော့သမုတ်တရားနဲ့ရေပြင်အားလုံးကိုအုပ်ချုပ်ခွင့်ရခဲ့ပြီးဟေဒီစ်ကတော့မြေအောက်ကမ္ဘာကိုအုပ်ချုပ်သူဖြစ်လာခဲ့ပါတယ်။ဒီနေရာကနေစတင်ပြီးအိုလံပတ်စ်တောင်ပေါ်ကနတ်ဖျား12ပါးခေတ်စတင်ပေါ်ထွန်းလာတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးနောက်လာမယ့်အပိုင်းမှာတော့အိုလံပတ်စ်တောင်ပေါ်ကနတ်ဖျား12ပါးအကြောင်းပရိုမီသီယပ်စ်နဲ့လူသားတို့ကိုဖန်ဆင်းခြင်းအကြောင်းနဲ့လူသားယဉ်ကျေးမှုစတင်ခဲ့ပုံတို့ကိုဆက်လက်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါဦးနော်။ကြိုက်နေတဲ့ဆိုရင်လည်း channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော်။